ငါရသားလေးတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ကောင်းကျိုးလူရဆန္ဒတွေပြည့်ပါစေအလုတ်ကိုင်တွေလည်းအားလုံးအဆင်ပြေကြပါစေကျန်းကျန်းမာမာနဲ့အသက်ရှည်ရှည်လည်းနေပွားကြရပါစေပါလိမ့်အမှတ်နှစ်ကြောင့်မှတာဝန်ထမ်းခဲ့တဲ့ခုနဲ့လားဟုတ်ကဲ့1980နဲ့ရှစ်ပေါ့မဟုတ်89ဒီချက်ရောက်ပြီးတော့နောက်နှစ်ရေးခင်းဖြစ်တာလေ89နော်89ကနေပြီးတော့2018အထိဒီချက်ကလုံးသက်ပင်စင်နဲ့ထွက်လိုက်တာလေအသက်58နှစ်နဲ့နော်9တန်းမှကြီးပဲတင်ခဲ့ရတာ9တန်းမှရောက်ချင်းကိုအင်္ဂလိပ်စာတစ်နှစ်သင်ရတယ်နောက်မြန်မာစာ73နှစ်သင်ခဲ့ရတယ်နောက်ပြီးတော့ကျန်တာသင်ချသင်ခဲ့ရတယ်ဟို6တန်းကိုတစ်နှစ်ခဏဆင်းလိုက်ရတယ်ဒါပဲ9တန်းမှကြီးပဲ9တန်းမှကြာကြီးပဲမတရားဖြစ်ဆုံးဆိုဒီချေတို့ကျောင်းကထိန်လုပ်တဲ့အချိန်လေးပေါ့နော်အတန်းတိုင်းမှာလေချက်ပြုတ်ကြရတာလေအဲ့လိုလေးတွေချက်တော့တီချာမချက်တတ်တော့တီချာတော့အေးမြကြီးချက်ပြရတီချာအတန်းအတွက်ကိုလေသူကလေနှခမ်းစာဝယ်ရတယ်ဝယ်ပြီးရင်တီချာအတန်းအတွက်ကိုသူ့အတန်းအတွက်ကိုချက်ပြီးတီချာတို့တရားသွားနာတဲ့အချိန်မှာနောက်ရဲမှာကလေးတွေထားခဲ့ရလေပြန်လာတော့စပြစ်ကောင်တာတော့တဲ့ကျိုးတယ်အမတရားပြောစရာအချိန်လေးတွေနောက်ဘောလုံးပွဲလေဟိုစုရတော့ကလည်းတီချာတို့ထမင်းချက်ကြွေးတာ9တန်းကျောင်းကနေမှလေတီချာဒေါခင်လို့ဆရာဦးတေအေတို့ဥဆောင်ပြီးတော့လေပြောစရာကြီးအဲ့ဘောလုံးပွဲဆုရလို့လေထမင်းချက်ကြွေးတယ်9တန်းပွဲလေတီချာဒေါခင်နဲ့လေအေးဥဆောင်ပြီးတော့တော့ဘိုးချုပ်မပြန်လာကြရတာလေအဲ့ဒီမှာအမတရားပဲအဲ့ဒါလေးလေမမေ့ဘူးအဲ့ဒါဆရာအခုတို့ဟိုအတိုင်းမသိဝန်သားတာပေါ့သားရဲ့ကျန်ကျမမဒီချက်လဲကျန်ကျမမချီလို့သားတို့နဲ့ပြန်တွေ့ရတာလေနော်သားတို့ကလည်းအလိုက်တိတာနဲ့ဘယ်လိုပြောမှတော့မသိဘူးဒီချက်ဆရာတွေပေါ်မှာသိတတ်တယ်လေသားတို့ရနော်အဲ့တော့အတိုင်းမသိဝန်သားတာပေါ့သားရဲ့